စက်ရုပ်တရုတ်ကဘာပေါ်ကိုခုမှရောက်လာပြီးသူ့ရဲ့စွမ်းအင်ဘောလုံးပျောက်ဆုံးနေတာကိုတွေ့ရှိသွားတယ်ဘောလုံးကစင်ကြံလန်းတစ်လျှောက်မတော်တဆလိမ့်သွားပြီးကောင်လေးတစ်ယောက်ကကောက်ယူသွားခဲ့တယ်ကောင်လေးចောင်းကားပေါ်တက်သွားတာကိုမြင်တော့စက်ရုပ်ကသူ့နောက်ကိုအမြန်လိုက်သွားခဲ့တယ်သူလိုက်မိခါနီးချိန်မှာပဲသူ့ရဲ့ဘက်ထရီကအားနည်းလာခဲ့တယ်ဘောလုံးလေးကကားနဲ့အတူចောင်းနဲ့ပါသွားတာကိုသူကရက်ကြည့်နေုံပဲတက်နိုင်ခဲ့တယ်ဘောလုံးကိုပြန်ယူဖို့အတွက်စက်ရုပ်ကចောင်းထဲဝင်ဖို့ကြိုးစားခဲ့ပေမဲ့အဆောင်တယောက်ကသူ့ကိုတားလိုက်လို့သူနောက်ဆုတ်ခဲ့ရတယ်စက်ရုပ်ကခြံစည်းရိုးကိုကြော်တက်ဖို့ကြိုးစားခဲ့ပေမဲ့အဆောင်နေနဲ့ထက်မိသွားပြန်တယ်သူလက်မလျှော့ချင်ပေမဲ့ဘက်ထရီတစ်ပဲကျန်တော့တယ်ဒါကြောင့်သူကလျှက်စစ်ကားအယောင်ပြခန်းတစ်ခုထဲကိုလမ်းလျှောက်ဝင်သွားခဲ့တယ်မန်နေဂျာကသူ့ကိုလူလို့ထင်ပြီးနွေးနွေးထွေးထွေးနှုတ်ဆက်ခဲ့တယ်စက်ရုပ်ကပတ်ပတ်လဲကြည့်လိုက်ပြီးဆိုင်ထဲမှာအားပြေသွင်းထားတဲ့ကားတစ်စီးကိုတွေ့လိုက်တယ်သူကအဲ့ဒီကားစီကိုအလင်းအမြန်သွားလိုက်တယ်သူကားတစ်ကားစီရောက်ခါနီးမှာပဲလုံးဝအားကုန်သွားခဲ့တယ်မန်နေဂျာကသူ့ကားအောက်ပိုင်းကိုကြည့်မယ်လို့ထင်ပြီးသူ့ရဲ့အသေးစိတ်ဂရုစိုက်မှုကိုချီးကျူးလိုက်တယ်စက်ရုပ်ကတုံ့ပြန်မှုမရှိတာကိုတွေ့တော့မန်နေဂျာကသူ့ကိုကားထဲဝင်ဖို့ကူညီပေးပြီးသူကိုယ်တိုင်လည်းကားပေါ်တက်ထိုင်လိုက်တယ်သူကကားအကြောင်းကိုစပြီးမိတ်ဆက်ပါတော့တယ်ဒီအချိန်မှာစက်ရုပ်ကကားကိုတွင်းထားတဲ့အားသွင်းကြိုးကိုဖြုတ်လိုက်ပြီးသူ့ရဲ့ကိုယ်ပိုင်အားသွင်းပေါက်ထဲကိုထိုးထည့်လိုက်တယ်လျှက်စစ်စီးကြောင်းတွေဝင်လာတာနဲ့အမျှစက်ရုပ်ကတိတ်တိတ်လေးစွမ်းရည်တွေကိုစုပ်ယူနေခဲ့တယ်မန်နေဂျာကသူ့ကားကိုသဘောကျပြီးကြည့်နေတယ်လို့ထင်တာကြောင့်ကားရဲ့လှုပ်ဆောင်ချက်တွေကိုဆက်ပြီးရှင်းပြနေခဲ့တယ်စက်ရုပ်ကစိတ်မပါတပါနဲ့နားထောင်ရင်းတစ်ဖက်ကလည်းစွမ်းရည်တွေကိုခိုးပြီးစုပ်ယူနေခဲ့တယ်ရုတ်တရက်ကားကအလုံးမလုံးတော့ဘူးမန်နေဂျာကလည်းဝန်ထမ်းကအားသွင်းဖို့မေ့သွားတယ်လို့ထင်ပြီးရှုပ်ထွေးသွားတယ်စက်ရုပ်ကကြိုးကိုအမြန်ဖြုတ်ပြီးနောက်ကားတစ်စီးစီဝင်သွားတယ်အဲ့ဒီကိုရောက်တာနဲ့အားသွင်းကြိုးကိုသူ့ရဲ့အားသွင်းပေါက်ထဲထထိုးထည့်လိုက်ပြန်တယ်မကြခင်မှာပဲအဲ့ဒီကားလည်းဘက်ထရီကုန်သွားပြန်တယ်စက်ရုပ်ကသူ့ကိုယ်သူအားသွင်းဖို့ကားတစ်စီးပြီးတစ်စီးပြောင်းနေခဲ့တယ်မကြခင်မှာပဲဒီကားတွေအားလုံးအားကုန်သွားပါတော့တယ်နောက်ဆုံးမှာတော့အားပြည့်ဖြစ်သွားတဲ့စက်ရုပ်ကလမ်းဆန်းတက်ကြွသွားတယ်သူကဟိုအဆောင်ကိုထပ်သွားရှာဖို့ဆုံးဖြတ်လိုက်တယ်